င်္ဂလာပါခင်ဗျာထောက်ဖောက်နောက်လည်း channel မှာကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာတော့ကျွန်တော်ကဆရာတင်ညွန့်ရေးသားထားတဲ့လုံတင်တာကိုလှုပ်ဆိုတဲ့လေးတစ်ပုဒ်ကိုပြောပြသွားမှာပဲဖြစ်ပါတယ်ဒီနေ့တွင်မီးတကောင်သည်မျက်6တွေကိုစားနေသည်တစ်တက်ကဖြတ်သွားမီးကိုတွေ့သည့်အခါမေးကြည့်လိုက်သည်ဟစ်မီဟိုဘက်မှာမျက်နှုတ်တွေကစိမ့်နေတာပဲဘာဖြစ်လို့များမျက်6တွေကိုစားနေရတာလဲစိမ့်နေတာတွေကိုစားရောပေါ့တစ်တက်ပြောတာမှန်သည်အနေနာကွဲမြင်တွင်စိတ်ဆွနေသောမျက်တို့ရှိနေသည်မျက်6တွေကိုဝါနေသောမိကတစ်တက်ကိုပြန်ပြောသည်ဟိကောင်မင်းပြောတဲ့မျက်တွေကအစိမ်းအောင်နေမဟုတ်ဘူးအပြာရောင်တွေတစ်တက်ကအံ့အားသင့်စွာဖြင့်မိယာမင်းလည်းနေတိုင်းမျက်တွေကိုစားနေတာပဲမျက်မှာအပြာရောင်ဆိုတာရှိလို့လားကွာမျက်ဆိုတာအစိမ်းအောင်မဟုတ်ဘူးလားအပြာကွာအစိမ်းကွာအပြာအစိမ်းလက်စနှကောင်ညင်းခုံမှုတွေကပိုပြီးပြစ်ထန်လာသည်နှကောင်စလုံးအပြာနဲ့အစိမ်းဇလန်းသည်ပြီးဆုံးနိုင်တော့မည်မဟုတ်ထို့ကြောင့်နောက်ဆုံးနဲ့တောပြင်ချင်းတဲ့တန်အဆုံးဖြတ်ယူရန်သွားကြနေတော့သည်အရှင်မြတ်ကိုကျွန်တော်မျိုးကအဆဲမှုပြောသည်မိကအပြာဦးညင်းသည်အရှင်ကအမှန်တိုင်းအဆုံးဖြတ်ပေးစေချင်ပါသည်မြတ်ဆိုတာအပြာရောင်မဟုတ်ဘူးလားရှင်ရှင်လေးကမီးနဲ့ကျက်တို့ရဲ့စကားကိုနားထောင်နေသည်ထို့နောက်အချင်းလေးကမီးပြောတာမှန်တယ်မြက်ကအပြာရောင်အဆုံးဖြတ်ပေးလိုက်လို့သည်ကျက်ကအံ့အားလည်းတင်ဒေါသလည်းထွက်သွားသည်ချင်းလေးကကျက်ကိုမဟုတ်မမှန်ပြောဆိုတဲ့ကျက်ကိုချိန်တန်ပေးစေဦးလည်းအမိန့်ချသည်ချိန်တန်လက်ခံမီးလည်းပြန်တော့အခါမှာကျက်ကချင်းလေးကိုပြောသည်အရှင်မျက်ဆိုသည်မှာအဆက်အောင်ဆိုသည်ကိုအရှင်လည်းသိပါလေအပဲကြောင့်အပြာဦးဆုံးဖြတ်ကကျွန်တော်မျိုးကဖြစ်ထန်ပေးရသည်နီကျွန်တော်မျိုးကိုချိန်တန်ပေးခြင်းထက်အမှန်ကိုအမှန်တိုင်းအဆုံးဖြတ်မပေးခြင်းပေါ်ခံပြင်းလာပါသည်ချင်းလေးကဆိုသည်ချက်တက်မိုက်ငါတည်တဲ့ကိုအဖြစ်ပေးခြင်းဒီမှာမျက်ဒီအပြာရောင်ဖြစ်ခြင်းအစိမ်းရောင်ဖြစ်ခြင်းနဲ့မဆိုင်တင်ဒီမီးလိုကောင်းနဲ့ပြန်ဖက်ပြီးငင်းကုန်တဲ့ကြောင့်ဖြစ်ပေးခြင်းဖြစ်သည်ပညာမဲ့လူဘာလာတို့သည်ပညာရှိသူတော်ကောင်းတရားကိုအနိုင်ယူ၍ရသည်ပညာမဲ့သူတွေကောက်ကြည့်ရုံမှသောစိတ်အစဉ်ရှိနေတဲ့ဖြင့်သူအနိုင်ရရေးကိုအစဉ်တွေကဤမျိုးစုံဖြင့်ရုံမှနေမိတာဖြစ်သည်အကျိုးမဲ့ငင်းခုန်ခြင်းဖြင့်ခြေရောအင်အားကိုဖြုံးပါနဲ့ထိုလူမိုက်တို့ကိုငင်းခုန်ခြင်းထက်လှုပ်တင်လှုပ်ထိုက်တာကိုမလို့ခြင်းကတင်လဲမှိုက်မရကြဖြင့်တစ်ကိုဖြစ်ပေးခြင်းဖြစ်သည်နားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော် channel လေးကို like and subscribe လေးပေးကြပါဦးခင်ဗျာ